ကဲတငယ်ချင်းတွေရေအင်တာနက်လိုင်းလုံးဝမကောင်းသည့်အတွက်ကြောင့်ကျွန်တော်လည်းလိုင်းပေါ်မတင်ဖြစ်တာတင်ရအောင်လည်းတင်ကြရေးဆွဲပြီးသားတဲ့အများကြီးဆိုတော့အကုန်လုံးလိုက်ရိုက်ပြီးတင်ရရင်အဆင်မပြေဘူးအဲ့ထဲမှာကုသကံလည်းမကောင်းဘူးပြဖြစ်စဉ်တွေပြောပြထွက်ပြီးမှပြတာမဟုတ်ပါဘူးဆိုလိုတဲ့သဘောကလိုင်းကိုမကောင်းလို့ကျွန်တော်တင်လို့မရလို့ကျွန်တော်တကယ်ရင်သိတယ်လိုင်းကလဲနေတာနဲ့တင်ပြအောက်ကဒါဗီဒီယိုလေးရိုက်ပြီးတော့ဒါလေးကိုစူးစမ်းပြီးတင်ပေးမယ်ဒါလေးတို့ဖြစ်သွားတယ်ဆိုတဲ့အကြောင်းပြောပြတာပေါက်လို့ပြောပြတာမဟုတ်ဘူးအဲ့တော့ဒီကောက်ကြောင်းလေးဟာဒီနှလုံးခွန်ဇောင်းခွန်လို့ထိုးအဲ့ဒီခွန်ထိတ်လို့ရိုက်တပင်းကျုံမှာခွန်လို့ပိတ်အဲ့ခွန်ပိတ်တဲ့ဇောင်းမှာပါရှိတော့ဗရိတ်လျှောက်ဆိုတာရှိတယ်ဟုတ်ပြီနော်အဲ့လျှောက်ရဲ့ပါဝါဗရိတ်တေးလို့ထွက်ထားတယ်အဲ့ဒီကောက်ကြောင်းဒီမှာလည်းအဲ့ဒီကောက်ကြောင်းလေးနဲ့ပြောပြမယ်ဒီနှလုံးခွန်ကိုနော်အဲ့ဒီနှလုံးခွန်ကိုဇောင်းခွန်လို့ထိုးပြီးဇောင်းခွန်လို့ထိုးပြီးခွန်ထိတ်လို့ရိုက်ပြီးအဲ့ဒီခွန်ထိတ်ဒီတပည့်ကြောင့်မခွန်လို့ပိတ်ပြီးပိတ်တဲ့ဇောင်းမှာပါရှိတော့ဗရိတ်6ပါဝါတစ်ဗရိတ်လို့ထွက်ထားတယ်အဲ့ကောက်ကြောင်းဒီမှာလည်းအဲ့ကောက်ကြောင်းလေးနဲ့ဖမ်းထားတာဟာမယ်ဇောင်းခွန်လို့ထိုးပြီးနှလုံးခွန်လို့ထိုးပြီးဇောင်းခွန်လို့ရိုက်ပြီးအဲ့ရိုက်တဲ့ခွန်ထိတ်လို့တဲ့တပည့်ကြောင့်မခွန်လို့ပိတ်သူ့ရဲ့ဇောင်းမှာဗရိတ်6ပါဝါတစ်ဗရိတ်လို့ထွက်သူ့ဘေးကရဲ့နှစ်မှာအဲ့ဒါလေးကိုကျွန်တော်ပြောပြမှာအဲ့ဘေးကရဲ့နှစ်မှာဘာလို့တုံးဆိုသူ့ရဲ့ဘေးကရဲ့နှစ်မှာအဲ့ဒီ6နဲ့1အဲ့6ဖြစ်ချင်းရဲ့6ပါဝါ1ဖြစ်ချင်းနဲ့ဖမ်းတော့ဘယ်လိုဖမ်းတော့ဆိုတော့အခုနနှလုံးခွန်ဇောင်းခွန်ထိတ်ခွန်ပိတ်ဆိုတဲ့ဟာကိုအပိတ်ထောင်သုံးလုံးပေါင်းချင်းခွန်လို့ဖြစ်တဲ့ဘေးမှာဘာဖြစ်တုံးဆိုတော့51ဆိုတဲ့နောက်တွဲလေးရိုက်ပြီးတော့မှထိတ်ထောင်သုံးလုံးပေါင်းချင်း1ပါဝါ6လို့ရိုက်ထားတယ်အဲ့လိုလေးရှိကြတယ်ဒီမှာလေဒီဖြစ်စဉ်လေးရဲ့ဘေးကရဲ့နှစ်မှာဘေးကရဲ့မှာဘာဖြစ်တော့အဲ့ဒီဟာကအခုနနှလုံးခွန်ဇောင်းခွန်ခွန်ထိတ်ခွန်ပိတ်ဒီအပိတ်ထောင်သုံးလုံးပေါင်းချင်းခွန်လို့ဖြစ်တဲ့ဘေးမှာ51နောက်တွဲလို့ကြားတဲ့အချိန်မှာအတိ6ပါဝါထိတ်ထောင်သုံးလုံး1လို့ထည့်ထားလို့ကျွန်တော်လည်းအတိုင်းလေးလိုက်ကြည့်ပြီးတော့ဖမ်းတာဒီမှာလည်းအတိုင်းလေးကျွန်တော်ဖမ်းလိုက်တာဒီမှာလည်းအတိုင်းလေးဖမ်းတာဒီနှလုံးခွန်ဇောင်းခွန်ခွန်ထိတ်ခွန်ပိတ်လို့ဖြစ်ပြီးတော့6ပါဝါ1ပရိတ်တို့ရိုက်တယ်သူဘေးကဲနေတယ်မှာဘာလို့အဲ့ဒီ6ပရိတ်ကိုနောက်ပေါင်းချင်းရှောင်း51နောက်တွဲဘယ်မှာကြည့်တော့အပိတ်ထောင်သုံးလုံးပေါင်းချင်းခွန်ရဲ့ဘေးမှာနောက်ပေါင်းချင်း6လို့ယူပြီးတော့မှ6ပါဝါထိတ်ထောင်သုံးလုံး1ဆိုတော့ဒီတိုင်းထဲတော့ခွန်51လို့ဖြစ်သွားတယ်ဟုတ်ပြီအဲ့ဒါခွန်51လို့ဖြစ်တာပေါက်ပြီးမဖြစ်ဘူးနော်ဟုတ်ပြီဒုတိယမှုပြောမယ်ဒုတိယမှုဒီမှာကျတော့ပေါက်သေးတော့ဖြစ်ပါတယ်စောက်သုံးမကြတော့ပစ္စမရကဲပြောမယ်ဒါကဘယ်မူလေးနဲ့တုံးလဲဒါကကျွန်တော်လိုင်းမကောင်းလို့မပြပြတဲ့ကောက်ကြောင်းဒါလေးကဟာဒီမှာ362ဆိုတဲ့ဟာဒီဘရိတ်ဒီတနေ့2နှစ်ကျော်တော့ဘရိတ်တို့ရိုက်ပြီဘရိတ်တို့ရိုက်တဲ့အပေါ်မှာခုံးခဲ့တာအခုံး9တဲ့ဟုတ်ပြီနော်အဲ့ဒီအခုံး9ဘရိတ်အဲ့ဘရိတ်တို့ရိုက်ထားတဲ့ဒီကနန်းရဲ့မြင်းကုန်မှာဒီအခုံး9ကြောင့်ဘရိတ်9လို့ထွက်တာဘရိတ်9လို့ထွက်ပြီးတပင်းကျော်မှာအခုံး9လို့ပြန်ထည့်ပြီးတော့မှဒီ3လုံး9လို့ရိုက်ခဲ့တာရိုက်ခဲ့တဲ့9ဒီဟာဒီအခုံး9နေဒီရိုက်ခဲ့တဲ့9ဒီသူ့အပေါ်နဲ့တစ်ချိန်2ချိန်3ချိန်မှာ9ခါလို့တက်တာတဲ့ကောဟုတ်ပြီအဲ့ဒီပရိတ်တို့ရိုက်တဲ့အပေါ်မှာဒီ3လုံးပေါင်းချင်းကိုအခုဒီတပွဲ2ပွဲကျော်တဲ့ခါကျတော့ဒီ3လုံး6လို့ထည့်ထားတဲ့ကောင်ဒီသူ့ပေါ်နဲ့တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်တော့6လို့ပိတ်တာ59နောက်တွဲအဲ့ဒါလေးအရင်ကြည့်ဒီဘက်မှာအတိုင်းလေးပြဒီမှာလည်းဒီပရိတ်ဒီ2နှစ်ကျော်တော့ပရိတ်ဂရန်ကြပြီသူ့အပေါ်မှာဟာမှာအခုံး9လို့ရိုက်ထားတယ်အဲ့ဒီအခုံး9ဒီတပင်း2ပင်3ပင်4ပင်5ပင်သူ့ရဲ့မြင်းကုန်မှာ9ပရိတ်လို့ရိုက်တဲ့9ဒီတပွဲကျော်တော့အခုံး9လို့ထည့်ပြီးဒီ3လုံး9လို့ရိုက်သူ့ပေါ်နဲ့တစ်ချိန်2ချိန်3ချိန်တော့9ခါလို့တက်တာဟုတ်ပြီနော်ထို့တူပဲဒီကနန်းဒီကိုရွှေ့တဲ့အပေါ်မှာဒီ3လုံးပေါင်းချင်း6လို့ထည့်ထားတယ်အဲ့ဒီ6ဒီတပွဲ2ပွဲကျော်ဒီ3လုံး6လို့ပြန်ထည့်သူ့ပေါ်နဲ့တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်တော့6လို့နောက်ပိတ်တာ59နောက်တွဲဒီတဲကောင်လေးနဲ့ဖမ်းလာတာဟုတ်ပြီဒီတဲကောင်လေးနဲ့ဖမ်းတဲ့နေရာမှာပြောပြအဲ့တော့ဒီပရိတ်9ကိုအခုံး9ဒီအခွေ9ဒီ834ဆိုတာပဲခွေထားတာဒီမှာလဲဒီပရိတ်9ကိုအခုံး9လို့ဖြစ်တဲ့အချိန်မှာ834လို့ပဲ9တွေဖြစ်ထားတာဟုတ်ပြီထို့ကြောင့်ဒီလို59လို့နောက်တွဲလို့ဖြစ်ပြီးတော့သူ့ရဲ့ဘေးတစ်နှစ်ကျော်မှာသူ့ရဲ့ဟိုဘက်တစ်နှစ်ကျော်မှာဘာလိုက်ထွက်တော့ကိုဘရိတ်ကျွန်တော်ဖမ်းခဲ့တယ်ဒီနာလေးမှာကိုဘရိတ်ကပါတော့940ဆိုတဲ့ကိုဘရိတ်
ဘယ်တောင်းနဲ့ထွက်တော့ဟာဒီထိတ်ထောင်နှလုံးနဲ့အပိတ်နဲ့ပေါင်းချင်းရှေ့နဲ့ကောက်တစ်ပရိတ်တို့ရိုက်အဲ့တစ်ပရိတ်တို့ရိုက်တဲ့ဇောင်းမှာဟိုက်နောက်ပေါင်းချင်းကိုမှာ82ဆိုတဲ့နောက်ပေါင်း9ရဲ့ပြီးမှာပရိတ်ကိုလို့ထွက်ခဲ့တာဟုတ်ပြီနော်ပရိတ်ကိုလို့ထွက်ခဲ့တာဟုတ်ပြီဒီမှာလည်းအတိုင်းကြီးပြောပြမယ်ဒီမှာလည်း59အတွဲလို့ကြတော့ဟာဒီ9ဒီပရိတ်9ဖြစ်နေသူ့တနည်းကြုံမှာပရိတ်9ဖြစ်နေဒီညာလေးမှာဖမ်းခဲ့တာဒါမနစ်ကအောင်ခဲ့တဲ့ site 9304အကြောင်းအရာအများကြီးနဲ့တွေ့တယ်ဒါလေးတဲ့နေမဟုတ်ဘူးအဲ့တော့နော်ဒီနေရာမှာထွက်တဲ့ချိန်မှာဒီထိတ်ထောင်နှလုံးနဲ့ကွာပေါင်းရင်းနဲ့ရှေ့နဲ့ကောက်တစ်ပရိတ်တို့ရိုက်နောက်ပေါင်းချင်း6ကိုမှ82ဆိုတဲ့အတွဲပြီးမှာ9ပရိတ်တို့ရိုက်ခဲ့ထို့ကြောင့်သူ့ရဲ့ဒီဘက်နှစ်ကိုထပ်ဆင်းလာတယ်ကျွန်တော်ကသူ့ရဲ့ဒီဘက်နှစ်ကိုထပ်ဆင်းလာတာထို့ကြောင့်ဒီ940ဆိုတဲ့9ပရိတ်ထွက်လို့သူ့ရဲ့ဒီဘက်နှစ်ကိုထပ်ဆင်းလာတာဘယ်နေရာဆင်းလာတော့ဒီနေရာလေးကိုဆင်းလာတာအဲ့ဒါပြောပြအဲ့နေရာလေးကိုဘယ်ပုံသာဆင်းလာတော့ဆိုတဲ့ခါကျတော့အဲ့ဒီ59နောက်တွဲရဲ့ဘေးကဟာဒီ685ဆိုတဲ့ကဏ္ဍလေးကိုသူ့ရဲ့တနစ်ကျော်မှာကျွန်တော်ကဒီနားလေးကိုစဉ်းစားတာဒီနားလေးကိုစဉ်းစားတော့ဘယ်ပုံစံစဉ်းစားတော့မပြောပြဒီတော့ဖမ်းခဲ့တာကဟာဒီ6ဖြစ်ရှင်5ဖြစ်ရှင်6ဖြစ်ရှင်5ဖြစ်ရှင်နေနဲ့ဖမ်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်6ဖြစ်ရှင်5ဖြစ်ရှင်နဲ့ပဲပြန်လိုက်တာဒီကောင်ဒီနားမှာထွက်ဖို့တော့သူ့ကဟုတ်ပါဘူးတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်သွားလိုက်တော့ဒီ3လုံးပေါင်းချင်း5တဲ့ပရိ5တပွဲကြောင့်မှပရိ5တဲ့အဲ့ဒီပရိ5ဒီ3လုံးအခွင့်5လို့ထည့်ပြီးတပွဲ2ပွဲကြောင့်မှ5ခါလို့ထိုင်နေမြင်းကုန်မှာကျွန်တော်ဖမ်းတာအဲ့ဒီဖမ်းဖို့တော့ဟာဒီပရိ5လို့ရတဲ့အချိန်မှာဟာအပိတ်ထောင်3လုံးပေါင်းချင်း9အကိုဒီပရိ9လို့ထောက်ထားတယ်ထို့ကြောင့်ဒီနေရာလေးမှာထွက်ထားတဲ့ကဏ္ဍဒီ685ဆိုတဲ့ကဏ္ဍဒီကဏ္ဍလေးလားသို့မဟုတ်ဒီကဏ္ဍလေးလားဆိုပြီးစဉ်းစားတာအဲ့လိုစဉ်းစားပြီးဖမ်းလာတာနားနေမှာပဲနော်ကဏ္ဍ2ပွဲဖြစ်သွားတယ်ဒီကဏ္ဍလေးပတ်လဲထွက်တာလားသို့မဟုတ်ဒီ685ဆိုတဲ့ကဏ္ဍနဲ့ဒီကဏ္ဍနဲ့တစ်ဆက်တည်းကြာဒီကဏ္ဍ2ပွဲကဒီနေရာမှာကျွန်တော်ကစဉ်းစားတာအဲ့ပုံစံမျိုးပဲဒီမှာလည်းကျွန်တော်အဲ့လိုစဉ်းစားလိုက်တာဒီမှာဖြစ်ခဲ့တဲ့ဟာဒီ918လားဟာဒီ914လားဆိုပြီးတော့စဉ်းစားပြီးတော့သူ့ရဲ့တနစ်ကျော်ဒီ940ဘေးကရဲ့နှစ်ထဲမှာစဉ်းစားတော့ဒီနားကိုစဉ်းစားပြီးဖမ်းပြီးရေးထားတာဒါကကျွန်တော် live မကောင်းလို့မပြပြတာဟိုကဒါဗီဒီယိုရိုက်တာ live လုပ်လို့လည်းမရလို့နော်ဒီနားမှာကျွန်တော်စဉ်းစားတော့851နဲ့451လို့ကျွန်တော်ကအဲ့လိုရွေးလိုက်တာရွေးလိုက်တဲ့အကြောင်းပြောပြမယ်သူ့ရဲ့ဒီနားမှာထွက်ဖို့တော့ကျွန်တော်ဘာလုပ်တော့သူ့ဟိုတနေ့နေ့3နေ့4နေ့5နေ့မြောက်မှာဟာမှ9 4 6ဆိုပြီးတော့ပဲခွေထားတာဟိုမှာလည်း4 5 6လို့ခွေထားတာဒီ3လုံး5ပရိ5တနေ့ကျော်မှာပရိ5ဒီ3လုံး5လို့ကြပြီတပွဲ2ပွဲကျော်မှာ5ခါလို့ထိုင်ထားသေးတော့သူ့ရဲ့မြင်းကုန်ဒီနေရာလေးကိုစဉ်းစားတာစဉ်းစားတဲ့ခါကျတော့ဒီပရိ5ဖြစ်နေရောဟာမှအပိတ်ထောင်3ပေါင်းကြီးကိုအကိုဒီပရိ9လို့ထောက်ခဲ့တာထို့ကြောင့်ဒီနားမှာစဉ်းစားပြီးတော့ဒီနှစ်ခွက်ထည့်တာဟာဒီ9ချင်းနဲ့ဟာဒီ914ကိုဒီနေရာမှာကျွန်တော်ကရေးထားပြီးတော့ထိုးတာပါကျွန်တော်ထိုးတာအဲ့တော့ဘာလို့51လို့ကျွန်တော်ယူတော့စောစောပထမကတ်မှာပြတယ်ပထမကလန်ဒါမှာပြတယ်51နောက်တွဲဆိုတာဒီကရှိတော့ကျွန်တော်လည်း51နောက်တွဲလေးနဲ့တည်လိုက်တာအဲ့တော့815ဟုတ်ပါဘူး851 451အခုန951ဆိုတဲ့ကဏ္ဍလေးတွေကိုကျွန်တော်ကထိုးတယ်ကျွန်တော်တငယ်ချင်းတွေကိုလည်းတချို့တွေကိုလည်းကျွန်တော်ကအရန်အဖြစ်နဲ့ကျွန်တော်ရှာဖွေတွေ့ရှိတော့ကဏ္ဍများဆိုပြီးတော့ဒီထဲမှာကျွန်တော်ကရေးထားတယ်ရေးထားတဲ့ထဲမှာအခုန951ဆိုရင်ဒီကဏ္ဍနော်ဒါဆိုရင်971လို့ဒီထဲမှာရေးထားတာတကယ်တမ်းကျွန်တော်ထိုးတဲ့ထဲမှာ851လို့ဒီကဏ္ဍကိုထိုးတာဟုတ်ပြီနော်851 971ရေးထားတယ်ဒီမှာကျတော့914လို့ပဲရေးထားတာနော်ပြန်ကုန်မရေးတော့တာကဏ္ဍ2ခွက်မရေးတော့အဲ့ဒီလိုမျိုးဒီကဏ္ဍလေးကလည်းပတ်လည်ပဲဖြစ်သွားတယ်ဒါပြီးခဲ့တဲ့ဖွဲ့ကကျွန်တော်ရှာဖွေတွေ့ရှိတဲ့ကဏ္ဍလေးတွေဒါပေမဲ့မပေါက်ပါဘူးဒါမှန်တာပြောတာအဲ့ပတ်လည်ရတဲ့ဥစ္စာတွေကလည်းဘာမှလုပ်လို့မရဘူးလေနော်တုတ်ပတ်လည်လောက်နဲ့လည်းဘာမှလုပ်လို့မရအောင်ထို့ကြောင့်ပြောပြတာပါကုသကံနေမကောင်းဘူးလို့ကုသကံအားနေတယ်ကျန်တာတော့ပြောမလို့ဒါပြီးခဲ့တဲ့ဖွဲ့ပြမှာဟာတွေမပြဖြစ်တဲ့ဟာတွေနော်ဒီ1309တို့အဲ့အောက်မှာ2309တို့နော်အဲ့အောက်မှာ3300ခွန်းတို့ဒါတွေမပြဖြစ်တဲ့ဟာတွေနော်ဒါကြတော့ဒါကြောင့်ဟိုလိုပဲနဲ့ပြောပြီးဒါကတော့ကျွန်တော်ကုသကံမကောင်းလို့အပွဲမှာရေးထားပြီးတော့မထိုးဖြစ်တဲ့ပွဲ86ကားဆိုတဲ့ပွဲအဲ့ဒါလည်းမပြောတော့ဘူးနော်ဒီနေရာမှာကျွန်တော်က9ပရိတ်ဒီထွက်ခဲ့သည့်အတွက်ကြောင့်ဒီကဏ္ဍလေးကိုလည်းကျွန်တော်လိုက်ခဲ့တယ်994ဆိုပြီးဒီကိုရွှေ့ခဲ့တယ်ဒီကဏ္ဍလေးကိုလည်း391ဆိုတဲ့ကဏ္ဍကိုဒီရွှေ့ခဲ့တာအဲ့ဒါမရှင်းပြတော့ဒါရှင်းပြရင်ရှင်းကြီးမို့လို့နော်ရှင်းပြမနေတော့ဒီလိုကျွန်တော်ပြီးခဲ့တဲ့ပွဲကမပြဖြစ်တဲ့မူတွေဒါတွေကမပြဖြစ်တဲ့မူတွေမပြဖြစ်တဲ့မူတွေတည်းမှာဒါတွေကပေါက်သေးတယ်မဖြစ်ပါဘူးเนาะအခုနဟာလေးပဲပြောမှဆိုရင်
ဟိုပေါက်သီးတော့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်လည်းပတ်လည်းမထိုးသလိုကျွန်တော်ရွေးလိုက်တာလည်းဒဲမဖြစ်ဘူးเนาะအဲဒဲမဖြစ်တဲ့အတွက်ကြောင့်မပေါက်ပါဘူးကဲတကယ်ချင်းအဲ့ဒါလေးကျွန်တော်တကယ်ချင်းတို့ပြောပြတာမျိုးเนาะအမှကျွန်တော်သားပုံလေးကျွန်တော်သားပေါက်စားတော့ပုံလေးကဲတော်ပြီဗျာလေနားမယ်ကျွန်တော်လည်းဒါပြိုင်းပြီးပြင်ပန်းနေပြီကဲတကယ်ချင်းများအားလုံးစိတ်ရှမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေလို့เนาะ